ဒါpussy နဲ့နိဂျာဆိုတဲ့နိဂရို pussy ကမိတ်ကလေးအိမ်မွေးကြောင် prostitution ပေါ့နော်နိဂရိုကဒီ black sex worker တွေ black list တွေပေါ့နော်အဲ့ဒီဟာတွေအားလုံးကိုဒီဟာနဲ့ပတ်သက်ပြီးဖြစ်လာတဲ့မူရစေဝါသုံးတာတွေ prostitution ပြုလုပ်တာတွေ HIV AIDS ပေါ့နော်အဲ့ဒါတွေပေါ့ TB asthma ယောဂတွေ parasite ယောဂလူတွေပြုမှုဖြစ်ပေါ်လာတဲ့ယောဂမှတ်သမျှ black list ထဲမှာဖြစ်သွားတဲ့ဒီလိုယောဂပိုး bacteria ပိုးမှတ်သမျှကြည့်ရှုနိုင်တဲ့ TV ဒီကောင် black TV black book လိုမျိုးပေါ့ဒီပေါ်မှာတင်ထားတဲ့ဒါကိုကြောက်ကတနေ့ကဖြုတ်ပလိုက်တယ်ဖြုတ်ပစ်ပြီးတော့မှအေးစစ်လေးနေတာပေါ့ဒီကောင်ကအနောက်ရှက်ဖြစ်တယ်ဒီအဲ့ဒီဒါ expedition so like a house in a house everything concerning with about human people are their production and a lot of disease a lot of problem by blacklist မင်းငယ်နေတယ်လင်ငယ်နေတယ်ဖတ်ချတယ်မူရစေဝါရှူတယ်နော်မဟုတ်တာမဟုတ်မသမျှအကုန်လောက်ပြီးတော့မှဖြစ်ပေါ်လာတဲ့ဒုက္ခပြဿနာယောဂဝေဒနာအားလုံးဒီဘုတ်မှာကြည်တယ်ဆိုတာမျိုးဒါ TV လေ TV စက်ကြီးပေါ့ CD စက်ကြီး TV စက်ကြီးဒီကောင်ကိုကြောက်ကဖြုတ်ပလိုက်တယ်ဖြုတ်ပစ်ပြီးတော့ဒီတိုင်းပဲကြည့်လိုက်ဒီဟာလေးရေချိုးခန်းလောက်ထားတယ်ကြောက်အနောက်မှာရေချိုးတယ်လေဆိုတော့ကျောက်ရကားကရှုပ်တက်နေတာပေါ့ရေချိုးခန်းလောက်ထားတယ်ဆိုတော့ကျောက်ကဒီကားလေးနဲ့နေတယ်ဆိုတော့အေးစစ်စစ်ရှိတာပေါ့နော်အေးစစ်စစ်လရှိတာကြောက်လဲလူတွေကတအားချတယ်ဒီကားဆိုတော့အဓိကချတဲ့ကောင်ကသူကတကားအဖွဲပိတ်လူမျိုးဖြစ်နေတယ် sex worker တွေအတွက်ဆိုတော့ယောဂany ပြဿနာတွေအားလုံးအတွက်ယောဂတွေအားလုံးအတွက်ကဘာပေါ်မှာအဲ့ရန်တစ်ခုမှာရှိနေတဲ့ယောဂပြဿနာစာဝတ်နေရေးလူမှုရေးဘာသာရေးစီးပွားရေးယောဂအကုန်လုံးကဒီကောင်က switch the draw of a switch pussy draw negro black draw အဲ့လိုမျိုးပေါ့နော်ဆိုတော့ blacklist တွေဆိုတော့အဲ့ဒီနေရာမှာဒီမှာ TB ယောဂ HIV ယောဂ asthma ယောဂနော်ပန်းနာရကြ parasites ယောဂတွေအားလုံးဒီမှာသူကြည့်နိုင်ပါတယ်ဆိုတာမျိုး तू က the top of the house ထိတ်ဆုံးမှာနိုင်ငံတစ်ခုကဘာပေါ်မှာအဲ့ရင်းတစ်ခုမှာလူတွေပြုလုပ်တဲ့အရာအလုံးမကောင်းတာမှတများအလုံးဒီ TV မှာဆိုတော့ဒီက expedition ဆိုတော့အဲ့လိုမျိုး तू ကတွက်ပေးထားတယ်ဆိုတော့ America မှာဘာကြောင့်လူတွေတအားပျက်စီးကြတာလဲ America မှာဘာကြောင့်လူတွေအဲ့လိုဖတ်တယ်တွေတအားပေါ်လဲပြီးတော့ဘာလဲ TMZ တို့ဘာတို့ TV တွေဆိုတာဒီကောင်အခုတချို့ YouTube မှာထပ်ပေးတဲ့သူက TMZ ကဆိုတော့ TMZ worker ဆိုရင်အဲ့ဒါဖတ်တယ်ပဲ TMZ ဆိုတာတည်တယ်မှာယောက်ျားလေးနဲ့မိန်းကလေးနဲ့လိုပြီးတော့မှ South America ဘက်မှာကြောမှာအကြီးကျယ်ကတာလေအဲ့ဒါတကဘာလုံးကို leaf လွှဲတာလေကြားရတဲ့ China ကကြည့် China cable China ယူထားတဲ့နေရာဒေသအဆောက်အုံနေရာမှန်သမျှအဲ့ဒီ TV မှာ join ထည့်ထားတဲ့ TV line တွေ China တွေမှာအကုန်ကြည့်ဘာကြည့်မလဲ CNN ကိုကြည့် BBC ကိုကြည့်ချင်ကြည့်သို့မဟုတ် MTZ ဆိုတဲ့ဟာကိုကြည့်တော့တကယ် fucking ပဲလေလိုးတဲ့အကတွေအဲ့ဒါတွေအခု YouTube မှာသူက MTZ ကဘာလဲ MTZ လား TMZ လားအဲ့ဒီကအဆိုတော့အဲ့ဒီကအလောက်သမားဆိုရင်အဲ့ဒါဖာတယ်မဖာကောင်းအဲ့ဒီမှာကပ်ပလီတွေနဲ့ကိုတုံးလုံးတွေနဲ့အတွဲခံပေါင်းမီဟိုစပတ်လေးလောက်ပဲအုပ်ထားတဲ့ပေါင်းမီလေးနဲ့နှုတ်ကလေးလောက်ပဲအုပ်ထားတယ်အဲ့ဒါလေးလော့လေမွေလို့ကကြတာလေကျုပ်တို့ဟိုးအရေကလေးကကျုပ်တို့ကြည့်တယ်တကဘာလောက်အဲ့ဒါကြီးလော့ထားတာလေလူတွေအကြီးကျယ်ဖြစ်စီးပြတ်တာလေအထူးသဖြင့် sex ထဲမှာပေါ့နော်ဒါကြောင့်မလို့ South America ဆိုလို့ရှိရင်လည်းအကြီးကျယ်ပျက်စီး America ထဲမှာလည်းပျက်စီးတယ်အဲ့ဒီဟာကြောကိုတိတက်လောက်ထားတယ်အဲ့ဒီမှာ slave အဲ့ဒီကြောမှာအကြီးကျယ်ဒီ TMZ ဆိုတဲ့ China ကိုအဲ့ဒီကနေ direct လွှတ်တာလေကျုပ်တို့ကောင်းတည်တယ်ဒီဟာလေအခုဖြစ်လိုက်တယ်ကောင်မဖာတယ်မတကတက်လာတယ်လေ
ပိညာပြီးတော့ HIV ယောဂဆွဲနေတယ်လို့အဲ့ဖာတယ်မောက်တင်ပြရအဲ့ဒါ तू က TMZ ကအလုတ်သမားအဆိုတော်ဝါကားဆိုပြီးတော့ getter တွေလာတီးနေတယ် no ကိုရီလည်းတီးတယ်အဲ့ဒီဟာတွေကိုရီလည်းဆိုတတ်တယ်တအားပိုင်တယ်နော်အေးစစ်စစ်လေးလောက်ပဲနေတာလေးလောက်ပဲအတိတ်ပဲရှိတဲ့အလုပ်ကိုပဲပြုလုပ်ချင်တယ်ဒါပေမဲ့အားလုံးကအတိတ်ပဲရှိပြီးသားဘာဖြစ်လို့အတိတ်ပဲရှိတဲ့အလုပ်ကိုပဲပြုလုပ်ချင်တာလဲသူများအတိတ်ပဲမရှိဘူးလားလို့မေးရင်တခြားလူတွေလည်းအတိတ်ပဲရှိပါတယ်ဒါပေမဲ့ကိုရီအသက်ကြီးလာတာဘိုင်းကောင်းကြောက်ပြီးအဖြစ်နဲ့အသက်ကြီးလာခဲ့တယ်ငယ်ငယ်လေးကလေးကကိုရီကဘိုင်းကောင်းကြောက်ပြီးတယ်ဒါပေမဲ့တခိုးမဟုတ်ဘူးဂျပိုးမဟုတ်ဘူးဘိုင်းကောင်းဆိုတာအဆုံးမအရန်ကောင်းတယ်ဒါပေမဲ့အမေရိကမှာဆိုရင်တော့ဘိုင်းကောင်းဆိုရင်စကတ်အင်ဂျီနဲ့စကန်နဲ့တွဲရဟာစကတ်ရောအကြီးပဲဖိန်ရောအကြီးအောက်ကဟိုင်းနဲ့ပါလဲဟိုကြက်တွေပါတွေဆောင်းတဲ့ချင်းကြီးနဲ့ခါမှာတစ်ခါကြီးလောက်ပြီးတော့မှအပေါ်အဝတ်ကြီးအုပ်ထားတော့ဟိုဖက်ဒီဖက်လဲလိုက်စကတ်ရောအကြီးကားထွက်နေတာအင်္ဂလိပ်တွေအများဆုံးဝဲကြတယ်လေဒီလိုဘိုင်းကောင်းတဲ့အဝတ်တွေဒါပေမဲ့ကျုပ်တို့ဗမာလူမျိုးတွေကြတော့ဘိုင်းကောင်းဆိုတာအဲ့ဒါကိုပြောတာမဟုတ်ဘူးရှေ့တုန်းကတော့အဆောက်အုံတွေဆောက်ကြတယ်အဆောက်အုံဆိုထူထဲနဲ့ဟာလာအဲ့ဒီပါလဲရဲတိုက်ကြီးလိုမျိုးပေါ့အုံနိုင်ရန်တွေဆိုတိတ်ထူတယ်တော်ရုံနဲ့မပြိုကြနိုင်လောက်အောင်အဲ့ဆိုအမျိုးကောင်းတယ်ရိုးကောင်းတယ်အဆောက်အုံကောင်းတယ်ဘိုင်းကောင်းတယ်လို့အတိတ်ပဲပေါ့နော်ဆိုတော့ကြောက်ပြီဆိုတာကြောက်နဲ့ဆောက်လုပ်တဲ့အဆောက်အုံတွေဘိုင်းကောင်းကြောက်ပြီလို့အတိတ်ပဲထွက်တယ်ဆိုတော့အဲ့လိုမျိုးဘိုင်းကောင်းကြောက်ပြီကျုပ်တို့ကကြတော့အဆောက်အုံကောင်းကြီးမှာကျုပ်တို့ကမနေဘူးကျုပ်တို့ရိုးပြထောင်အိမ်နဲ့ရိုးဝါအိမ်နဲ့ရိုးတိုက်အိမ်လေးနဲ့ပဲနေဖူးတယ်ဆိုတော့အဝက်အစားဆိုရင်လည်းကောင်းကြီးလည်းမဝက်ခဲဘူးပါဘူးတွေးတဲ့အတိုင်းပဲတနေ့ဒီအဝက်ပဲဒါဝက်ဒါချော့ကျုပ်တို့ကမှဒါဝက်ဒါချော့အမျိုးဆိုတာမျိုးပဲဖြစ်ရမယ်ဒါအဝက်အစားလည်းနှစ်ထပ်ထက်ပြတော့မရှိပါဘူးเนาะပြီးတော့အဆောက်အုံလည်းကောင်းကြီးတော့မဟုတ်ဒါပေမဲ့ပြထောင်အိမ်တိုက်အိမ်လေးနဲ့တော့နေဖူးတယ်ငါလည်းနေဖူးတယ်ကိုပိုင်အိမ်လေးနဲ့လည်းနေဖူးတယ်ဒါပေမဲ့တော့ငယ်လေးကလေးကဘိုင်းကောင်းတယ်ဆိုတာကတော့အဆုံးမအရန်ဆုံးမကောင်းတဲ့စီမင်းစီကန်ကြီးတဲ့အောက်မှာကျုပ်တို့နေခဲရတယ်ကြီးပြင်းလာခဲ့တယ်ဆိုတော့ကြီးတဲ့အထိအတိတ်ပဲမဲ့တဲ့အပြုအမှုအပြောဆိုတွေကိုတိတ်ပြီးမပြုတ်လို့ဘူးဆဲရစပတ်လို့ဆဲရတာအတိတ်ပဲအပြည့်နဲ့ပဲဆက်ချင်တယ်ဆိုတာမျိုးเนาะအဲ့လိုမျိုးပေါ့အဲ့ဒါကလည်းစီကန်မရှိလို့တော့မဟုတ်ဘူးဒါရေချိုးခန်းလောက်ထားတယ်ဒီထက်ကောင်းတဲ့အစပိုင်းလဲကျုပ်စီမှာမရှိတော့ဘူးရှိလည်းမထက်တော့ဘူးဘာဖြစ်လဲဆိုတော့ဘာမှမထူးဘူးဒါလုံနေပြီးသားဖြစ်တယ်ကာထားပြီးသားကောင်းတယ်ပလတ်စတစ်တစ်ထက်အကာလေးတစ်ထက်ပေါ့ရေချိုးခန်းလေးအပြင်ကကြည့်မတွေ့ဘူးပဲကြည့်အထက်မှာမိထောလည်းမတွေ့ဘူးဒါကတော့တနေ့ကကောင်းမှထင်လို့ဖြုတ်ထုံးလိုက်တာမာသွားတယ်ဒီဟာကြတော့ပါတယ်ဒါပေမဲ့ရှိပါစေတော့ဒီကောင်ကြီးကိုဖြုတ်လိုက်တယ်ကျုပ်ကဆိုတော့လွယ်လေးနေတာပေါ့နော်ဘိုးကမှာဆိုဒီဟာလေးကကြတော့ဖြုတ်ပေးလိုက်တယ်စောစောကပြောတဲ့စကားအတိုင်းပဲဖြစ်တယ်ဒါက TV blacklist ထဲမှာ prostitution program ဒုက္ခပြဿနာအားလုံး HIV AIDS asthma ဘာညာကူကလူတွေ blacklist ထဲမှာသူတို့ဖာချတယ် HIV ယောဂကူးတယ်အပျော်ပါကြိုက်တယ်မူးရဲ့ဆေးဝါးရှူကြတယ်အမူးရဲ့ကြိုက်ကြတယ်အဲ့ဒီမှာကြည်ရလာတဲ့ယောဂဝေဒနာ asthma ဘာညာ TB ယောဂတွေဒီမှာကျုပ်ကအဲ့ဒါတွေဖြုတ်ပြီးတော့ညိနေဆိုတော့မကောင်းလားအဲ့ဒါကိုအတိတ်ပဲရှိတယ်လေကျုပ်ပြောတာလေအဲ့ဒါကိုအတိတ်ပဲရှိတယ်လို့ပြောတယ်အတိတ်ပဲမရှိတဲ့ဟာဘာမှမလုပ်ချင်ဘူးအတိတ်ပဲရှိတဲ့ဟာပဲလုပ်ချင်တယ်အတိတ်ပဲရှိတဲ့စကားပဲပြောချင်တယ်နှစ်ကတော့စုပ်ပြတ်တတ်နေတာပဲနော်ဆိုတော့စုပ်ပြတ်တတ်နေတာမဟုတ်ဘူးတက်ဖြုတ်ပလိုက်တယ်ဒီအကြောင်းကိုလူတွေကောင်းမသိထားလို့ဒါပေမဲ့ကျုပ်ကတီတော့တီနေတယ်ဒါပေမဲ့ဒီဟာကိုကျုပ်ဖြုတ်ဖို့မလွယ်ဘူးဆိုတော့ဖြုတ်လို့ရတဲ့အချိန်မှာကျုပ်ဖြုတ်ပလိုက်တယ်ဖြုတ်ပြီးတော့ညိနေတယ်အေးစစ်ပဲလွတ်လပ်နေတာပေါ့နော်ဒီဟာကကျတော့ကျုပ်ကမိုးတားယူတာကြောင့်မိုးယူရင်ဖြူစပေါက်ထဲတန်းပြီးကျသွားတယ်ရေကဖြူစပေါက်ထဲရေကရောက်တယ်လို့ပြောတယ်ဆိုတဲ့အခါကျတော့ဒီကျလာတဲ့ရေကိုမိုးရွာလို့ကျလာတဲ့ရေကိုကျုပ်ကဒီကနေ
ဒီကောင်ကိုခြိုက်ပေးထားတော့ရေကဒီကနေစီးကြလာတာပေါ့ဆိုတော့ဒီဟာလေးထိုးထက်ပေးထားလိုက်တယ်ရွမဖြုတ်ပြတ်တော့ဘူးမေ့တက်တာကြောက်ပေါ့နော်ဆိုတော့အမျက်တက်ထားလိုက်တယ်ဘာပဲဖြစ်ဒီကားလေးကသူများတွေကြီးလိုက်တော့စုပ်ပြတ်နေတာပဲဆိုပေမဲ့လည်းအထက်ကြီးလို့မရဘူးဒီမှာလူတွေကကားကောင်းနေခိုးဖို့အတွက်သူတို့လိုချင်တယ်ဒီကားကိုလူတွေကဒီကားကိုအမျိုးမျိုး control လုပ်ကြတယ်ဘာကြောင့် control လုပ်လဲဆိုရင်အထူးသဖြင့် engine ကိုဘာကြောင့် control လုပ်လဲဆိုရင်ဒီကားကိုသွားလွှဲပြလိုက်လို့ရှိရင်ကောက်တဲ့လူကသူ့ထင်ကဦးကောက်ကြတယ်အခုဒီကားဟာတအားရှားတယ်ဒါပေမဲ့ရှားတယ်ဆိုပေမဲ့ကျုပ်ကလည်းကျုပ်ရဲ့တက်တန်းကိုပြန်ကြည့်လိုက်တော့ကျုပ်ရဲ့အသက်ကအခု55 60ပတ်ဝန်းကျင်ဖြစ်သွားပြီကဲ60ပဲထားတော့ဟုတ်လားနော်55ဆိုတော့60ပဲထားတော့နောက်ထပ်ဒီကားလေးနဲ့ကျုပ်နေနိုင်ရင်10နှစ်လောက်ပဲနေနိုင်တော့မယ်အဲ့ဒါလောက်ပဲနေနိုင်တော့တယ်အိုလာပြီဆိုတော့လေကားထဲမှာနေလို့မရတော့ဘူးအသက်ကြီးပြီဆိုတော့နောက်အသက်ကြီးပြီဆိုတော့ကားထဲမှာနေဖို့မလွယ်ဘူးအကယ်၍ကျမ်းမာရေးကောင်းနေရင်တော့ကားထဲမှာနေလို့နိုင်တာပေါ့ကျမ်းမာရေးမကောင်းရင်နေဖို့မလွယ်တော့ဘူးဆိုတော့ဖြုတ်ဆက်ရှိရဖြုတ်အေးစစ်ဘာမှလည်းဝင်းနေခြင်းမရှိသူများအထင်သေးတာမသေးတာဒါအကျုံးနဲ့မဆိုင်ဘူးဒါသူတို့ကဏ္ဍဒါအကျုပ်အတွက်အဆင်ပြေအောင်ဆိုပြီးကျုပ်လုပ်ထားတဲ့ကိစ္စတွေလေဘာဖြစ်လို့ကျုပ်လည်းတွက်ကိန်းလေးနဲ့လာတာလေအလောဆုံးကဒီကားလေးထဲမှာနေရမယ်နေဆက်ပြီးနေအောင်မယ်ဒီကားလေးဆက်သုံးအောင်မယ်ဟဲ့ဆိုရင်နောက်ထပ်15နှစ်ဆိုတဲ့အချိန်ဒီလောက်ပဲရှိတယ်15နှစ်ဆိုခဏလေးပဲဖင်နဲ့ခေါင်းနဲ့လက်တာနဲ့အချိန်ကကုန်သွားတယ် the flight is too fast the time is too fast flying away ဆိုတော့15နှစ်ဆိုတဲ့အချိန်လေးမှာပေါ့နော်အချိန်ကခဏလေးပဲနော်အယမ်းမြန်တယ်ပြန်သွားလိုက်မယ်ကုန်ဆုံးသွားလိုက်မယ်ဆိုတော့ကျုပ်ကအဲ့ဒီဟာလေးကိုဖြုတ်ပလိုက်တယ်ကို့တွက်ချီလေးနဲ့ကို့တွေးလေးနဲ့ကိုလှုပ်လိုက်တာပေါ့နော်ဆိုတော့လော့ထွက်သွားတယ်အခုဒီကားကိုလူတွေက control လုပ်တဲ့ engine ကိုဆိုတော့တွက်လွှဲပြစ်လိုက်ပြီးရသူတို့အပြေးလွှားသွားကောက်မယ်သူတို့လှုပ်ပြီးစီးထားမယ်ကိုကပိုင်ရှင်ဆိုတော့ကိုတွေ့သွားရင်တအားကြီးဦးရအသေးအထပ်ဖြစ်မှာလေဆိုတော့အဲ့ဒါမျိုးတွေအမေရိကမှာဒီပညာကိုတအားကျွမ်းကြတယ် special ကျွမ်းတယ်သူတစ်ပါးကိုဦးရအသေးဟာရချီသူများကိုသူတို့ကြံစီရဲလောက်ကြံရင်းနဲ့သူတို့ကိုယ်တိုင်ရချီဖြစ်ပြီးတော့အမေရိကမှာအခု SHA ရှာဆိုတဲ့ကလားတွေမီချီဂန်မိုက်ဒိုအစ်အိန္ဒိယဆိုတဲ့ရှာကလားတွေရဲ့ဆောက်လုပ်ရေးလမ်းပြင်တဲ့ကုမ္ပဏီကအခုနော်စက်တငယ်ဖြစ်နေတယ်သူတို့ပဲလိုက်ချနေတာလေ control လုပ်နေတာလေအဲ့ဒါတွေအားလုံးနော်ဆိုတော့ဒီကောင်လေးလက်ကဘသူမှပြေးလို့မလော့တယ်လို့အကယ်၍ဖြစ်သွားပြီနောက်တစ်ခက်မှာဒါမျိုးဖြစ်လာမယ်ဟေ့ဆိုလို့ရှိရင်အဲ့ဒါလေးတွေစနစ်တကျနားလည်ထားလို့ရှိရင်ရှောင်ရှားနိုင်တယ်ပျက်စီးကြောင်ကိုကြံစီဖို့မရှိတော့ဘူးအဲ့လိုမျိုးဒါတွေကိုတတိထားဖို့လိုတယ်ပြီးသွားလို့ရှိရင်အမေရိကဆိုတဲ့နိုင်ငံကအစိုးရကဒေါ်နယ်ထရန့်ပုံကိုထုတ်ပြလိုက်အခုဆိုပို့ဆိုးတဲ့ AI တွေနဲ့ဟိုဝင်ကြီးချုပ်ပုံကိုထုတ်ပြလိုက်ပြီးတော့လူတွေရဲ့ YouTube ကိုကြည့်ပြီးတော့မှအလူလိုက်ချင်လာအောင်သူတို့ news ပဲလိုက်မယ်အဲ့ဒါဒေါ်နယ်ထရန့်တို့အဲ့ဒါတွေမလုပ်ဘူးဒါတွေလည်းနားမလဲဘူးဒေါ်နယ်ထရန့်ကဒီလိုပုံစံဟိုလိုပုံစံအဲ့ဒါတွေအလိုရှိတယ်ဘသူကမှဘာမှအလိုမရှိဘူးအလိုရှိနေတဲ့လူကအခု tech ပညာလေးအပေါ်ကတယောက်နဲ့အပြင်ကနေတယောက်နဲ့တယောက်သင်ယူရင်းနဲ့တက်သွားပြီးတော့မှသူ့ကိုနဲ့သူငါကိုနဲ့ငါသူ့ YouTube နဲ့သူငါ YouTube နဲ့ငါဖြစ်နေတဲ့အချိန်မှာကျုပ်တို့ဆိုရင်လည်းဖုန်းကိုကြည့်လိုက်ကဲဗီဒီယိုရိုက်ပြီးသွင်းမယ်ဟေ့ဆိုလို့ရှိရင် YouTube တစ်ခုကသေနေပြန်တယ် step ပြန်လို့အဲ့ဒါကိုတစ်ခုပြန်သွားတခြားကိုကြိုက်ထားတဲ့လူတယောက်နဲ့ဖြစ်သွားတယ်ဒါတွေကိစ္စမရှိဘူးကိုတွေကပျော်ပြီးတော့မှသူတို့ကဘလို့ပဲထိတ်ချုပ်ထားကိုရဲ့ဖုန်းထဲမှာလည်းကိုဆက်ခုလောက်ဖြစ်သွားနိုင်တယ်ဘာကြောင့်လဲဆိုရင်တယောက်ကဒီကိုပိတ်လိုက်ရင်ကိုကနောက်တစ်ခုပြန် install လုပ်ရတာကြောင့်ကိုရဲ့ screen ပေါ်မှာလည်းကိုကဆက်ခု20ခုတရာလောက်ဖြစ်သွားနိုင်တယ်ဆိုတော့သူ့ကိုနဲ့ကိုနဲ့ကိုဖြစ်နေကြတာကိုပြောတာလေသူတို့ company နဲ့သူတို့လေအဲ့ဒါကိုပြောတာ